streamer တွေ live stream လုပ်တဲ့သူတွေနဲ့ကျွန်တော်လို screen recording ဖမ်းတဲ့သူတွေအဓိကအသုံးပြုတဲ့ streaming software လေးတစ်ခုအကြောင်းကျွန်တော်ပြောပြပေးသွားမှာပါနော် OBS Studio ဆိုပြီးမြင်လိုက်မယ်ဒီရောက်ပြီဆိုရင်ကျွန်တော်ဒီမှာတောင်းမယ်ဒါ screen recording လုပ်တဲ့ software ပေါ့နော်ကျွန်တော် screen recording လုပ်တဲ့ software ကျွန်တော်မှားပြီးတော့ဖြတ်ပြလိုက်လို့အခုကပြန်ပြီးတော့ down နေရတာဆိုတော့ဘူးလောလောဆယ် recording software မရှိတဲ့အတွက်ကြောင့်ကျွန်တော်ကဒီမှာ phone camera နဲ့ရိုက်ထားပါတော့ဒီမှာ down လိုက်မယ် download ပြီးသွားရင်ရပြီအဲ့တော့ camera မငြိမ်လို့ရှိရင်လည်းနည်းနည်းတော့တီးခံပေးပါဒီမှာ down နေပေါ့နော်ဒီဘက် down ဟိုဘက်ပေါ်လုံး down နေမှာ download လုပ်နေတယ် okay download ပြေသွားပြီဒါဆိုရင်ကျွန်တော်ဒီ file လေးဝင်လိုက်မယ်ဒီမှာကျွန်တော်ရဲ့ zip file down file လေးရသွားပြီဒါဆိုရင်ကျွန်တော်က install လုပ်နေပါတခါတည်းတင်ပြသွားပေးမယ်เนาะအဲ့တော့ install လုပ်လိုက်မယ်ဒါလေးကိုတပည့်ကလေးနှိပ်လိုက် okay အားလေးပေါ်လာပြီဆိုရင် run မှာ English လာဘူးเนาะမလားဒါ English နေokay ဒါ OBS system ဆိုတော့ okay ရပြီ next နှိပ်လိုက်မယ်ဒီမှာ तू ကအဆက်ပေါ့เนาะကျွန်တော်ဒါအဆက်ပေးရမှာပဲမပေးလို့မရအောင်เนาะမပေးရင် तू ကကိုသုံးရမှာဒါတော့ဒီမှာ download loading time ရှိတယ်အဲ့တော့ loading time ခဏစောင့်ပေးရမယ်ကျွန်တော်နည်းနည်းကြော်လိုက်မယ်ကျွန်တော်ဖုန်းကင်မရာကင်နာတာတောက်ကလည်းအောက်မှာကြံခဲ့တာဆိုတော့ဒါသွားမယူတော့ကျွန်တော်ဒီမှာတိုင်းလေးပဲခဏကြော်လိုက်မယ်နောက်ထပ် loading အကြောင်းထပ်ပေါ်လာရဲ့ထပ်ဆောင်ပေးရမယ်ဟုတ်ပြီအခု file ပေါ်လာပြီဆိုလို့ရှိရင်သူက okay ဒါဆိုလို့ရှိရင်ရပြီပေါ့နော် finish ပေါ့ okay ရပြီဒါဆိုရင်ကျွန်တော်ဒီမှာ setup လုပ်လို့ရပြီအခုမှ installation စပြီးတော့ setup လုပ်လို့ရပြီ download ပြည့်သွားပြီဆိုတော့ဒါဆို next ကိုနှိပ်ပြီးလိုက်မယ်ဒီမှာဘာညာပေါ့နော်ဖတ်ချင်လဲဖတ်ပေါ့မဖတ်ချင်လဲဒီမှာ next ပေါ့ဒါကကြတော့သူက file location ပဲ file နဲ့ရောက်သွားမယ်ဆိုတော့ပြပေးတာရတယ်အဲ့ဒီကိုပဲထည့်လိုက်ခဏစောင့်ပေးမယ်ဒါဆိုကျွန်တော် installation သင်ခန်းစာပါတစ်ခါလေးထည့်လိုက်ပြီเนาะဒါ installation လုပ်နေရမယ်finish okay ရပြီเนาะဒီမှာ OBS installer တက်သွားပြီဆိုရပြီအဲ့ဒါဆိုရင် desktop ပေါ်တစ်ချက်တော့ကြည့်လိုက်မယ်OBS ကပွင့်အောင်ပွင့်သွားပြီเนาะဒါဆိုရင် OBS system ပွင့်သွားပြီဖြစ်ပါတယ်အဲ့ဒါရက်သုံးလို့ရပါပြီပေါ့เนาะဒါဆို software အောင်မြင်စွာ installation လုပ်လို့ပြီးသွားပြီဖြစ်ပါတယ်ဒီ software ကဘာတွေသုံးလို့ရလဲဆိုရင်ကျွန်တော်တို့ streaming လုပ်တဲ့အခါမျိုးမှာကင်မရာနဲ့ကို video streaming ဟာနဲ့တွဲသုံးလို့ရတယ်ပြီးတော့ Facebook live streaming လုပ်လို့ရမယ်ပြီးရင် screen recording နဲ့တွင်းလို့ရမယ် audio အသံနဲ့တွင်းလို့ရမယ်အကုန်လုံးအဲ့ဒီ OBS ဆင်းမှာပဲအကုန်လုပ်လို့ရပါတယ်သူကနောက်တစ်ခုကောင်းတာကကင်မရာရင်းနဲ့လည်းထပ်ပြီးတော့ရှိတ်လို့ရပါတယ်ဒါကြောင့်မို့လို့streaming လုပ်တဲ့ streamer တော်တော်များများလည်းသုံးကြတယ် video လုပ်တဲ့သူတော်တော်များများလည်းသုံးကြတယ်ပေါ့နော်ဒီဟာလေးအားလုံးပဲနောက်ထပ် video မှာပြန်တွေ့ကြပါမယ်